တနိုင်ငံလုံးအသေးပက်ခွဲနေရအလွမ်းသချင်းနေနဲ့ ချစ်ကောင်းလည်းမဟုတ်နော် အားလုံးပဲမင်္ဂလာပါဒီနေ့မှာရီမောဆရာအတားလေးကိုကျွန်တော်နဲ့အတူဒီဗီဒီယိုလေးမှာအတူကြည့်အောင် ဟုတ်ကဲ့ပါမင်္ဂလာပါ တွေ့ပြီလား ပူဆိုး ဒီငယ်ငယ်တော့ဆိုတော့ မမမွေးသေးဘူးအချိန်အေး ကဲညီမမမွေးသေးဘူးလား ဟိုကလေပူ ပူ ပူစီတဲ့တကယ်စားရပူစီတဲ့ ဒီလိုလည်းပူပါလေ မတချင်းတို့ဘာလို့ဆိုရဲဟာလေပူဟုတ်ပြောပြီနောက်တစ်ယောက်ကြည့်တဲ့ ဂျိုးလေး တနိုင်ငံလုံးအသေးပက်ခွဲနေရအလွမ်းသချင်းနေနဲ့ ချစ်ကောင်းလည်းမဟုတ်နော် ဘလို့ချစ်ကောင်းတော့ ဘယ်နဲ့ချစ်ကောင်းလို့တိချိုက်တိချိုက် ဟုတ်ရောတကယ်စားရချစ်ကောင်းလေ ဂျိုး ကျိုးဖြူ ဂျိုး ဂျိုးဂျိုးလေး ဂျိုး ကျိုးဆက် ဂျိုးဂျိုးလီဂျိုးလီတချင်းနားမလောက်ဘူးလားအသေးမကွဲဘူးလား ဟဲ့ ဟောတဲမကွဲဘူးတော့ ဒါတိပြပြီလားရှင်တဲကချေဦးမေလို့ ကိုတိုးလုံး ငှက် မကြဘူးလားငှက်ကြီးမဟုတ်ဘူးငှက်ကြီးမဟုတ်ဟိုကလေဒိုး ကျိုးစီ ဒိုးဒီမဟုတ်သေးဒိုး ကျိုးပါတယ်ဒိုးလုံး ဒိုးလုံးလီဒိုးလုံးကြဘူးလား ကြောက်ဘူး ကြောက်ရုပ်မမြင်ဘူးမလားအဲတရားကြည့်တာဒါဒိုးလုံးတော့ ကျိုးလုံး ဟဲ့ဒိုးလုံး သိတော့ သိတော့မသိသူရော သူကသူကဒါချောချောလေးရှိတယ် ဟာလူလား သူတည့်ရ စော်ပိုင်လေ ကပ်တီးတယ်လို့ပါတယ်လို့လဲစောပိုင်တဲ့ဩ တရားကြည့်ဇော မ ပါ တကယ်နောက်တယ်ဗျာ ဟမ်စော်ပိုင်မဟုတ်ဘူးသူလဲ မျိုး ကိုမျိုးကြီး အမျိုးကြီး ရိုးကြီးမြင်မှုတယ်လေ ညီမှုဘာလို့မသိရ တော့ပါစက်ကြီးဟာမမှန်ဘူး ကိုမျိုးရဲ့အနေနဲ့ဟာ တိ လို့ သွားရင်လင်း လင်းလင်းအမတ်ကြီး တော့ကဒီတယောက်တိလိုက်ရမှာ ဟုတ်လားဘယ်တယောက်တည်ရမှာ ရိုးကြီးကိုတိရမှာစော်ပိုင်နဲ့မှားသွားတယ် နှစ်ခုမဲ့လေနှစ်ထောင်ပဲရကျေးဇူးတင်နော် ဒါတာပါတော့အလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်မောင်မဲပါ